ဥသောတိကခေါင်းမနဲ့ခေါင်းမရဲ့မကြခင်ထုတ်ကရောက်မှာအရှင်သာရိပုတ္တရာကိုနေသားကိုရင်ပေါ့စာလေးရဲ့စကားကိုခေါင်းမနားထောင်ခဲ့သေးတယ်ဥသောတိကအနေနဲ့ပိဋကပညာရှင်တပည့်တော်ဥဝိသုဒ္ဓရဲ့စကားကိုနားထောင်ရမယ်ဥဝိသုဒ္ဓစကားနားထောင်မှဘုန်းကြီးမိုက်မဖြစ်မှာတပည့်တော်ကစာလွတ်ပေးလေပြောတာတခုမှမရှိပါဘူးဥသောတိကဆိုတဲ့ယဟမိုက်ဟာစာလွတ်ပေးလို့ကျင့်တဲ့အတွက်အယူမှားတဲ့မေသာဒိဋ္ဌိပုဂ္ဂိုလ်ဖြစ်နေတာပါဥသောတိကကိုဥဝိသုဒ္ဓမကဲဘယ်သူကဲမလဲကမ္ဘာငြိမ်းချမ်းရေးတကယ်တော့ဟုဆိုင်းမုတ်ကြီးချိတ်ပြီးငြိမ်းချမ်းရေးမလုပ်ဖဲဖြည့်စည်းရေးကိုသာလုပ်နေတဲ့ကရောမောထိတ်ကွက်လူဘောလူတော်သူတစ်ပါးမြက်ကုန်းမွေးဘောဈဉ္ညာလျှောက်နေတဲ့မဟာယာနဘုန်းကြီးဒေါက်တာဥသောတိကဟာမြတ်စွာဘုရားဟောတော်မူတဲ့ပိဋကသုံးဝန်ပါဠိတော်ကျမ်းစာအုပ်40တက္ကရာကျမ်းစာအုပ်52အုပ်ဒီကာကျမ်းစာအုပ်28အုပ်စုစုပေါင်းသတ္ထသံဃာနာတင်ပိဋကကျမ်းစာပေါင်း120၌ပါရှိသောအချက်ပေါင်း3500ကျော်တို့ကိုဖောက်ပြပြီးရန်ကင်းတော်အရှိဘက်ရှိကိုဘက်ကဓာန်လင်းညာယူထားသောဆက်ရှိဧကမြေ၌ဝဒနာကြောင်းပေါင်း39ကျောင်းကိုဆောက်ကမြတ်စွာဘုရားသာသနာတော်ကိုဖျက်ဆီးနေသည့်ရဟန်းယုတ်ကြီးဖြစ်ပါတယ်မြတ်စွာဘုရား၏တပည့်ပိဋကဘေတော်သားပိဋကချစ်ခင်သူတပည့်တော်ဥဝိသုဒ္ဓသည်ရှင်သေမင်းကြီးဖြစ်ပြီးတက်ကေဝါရီမိစ္ဆာဒိဋ္ဌိတပည့်ဘာသာရဘေတော်သားဗုဒ္ဓ၏ဆံကျင်ဘက်ဥသောတိကသည်တနာသပွဲယုံတငယ်လေးသာဖြစ်ပါသည်ဥဝိသုဒ္ဓဆိုတဲ့ရှင်သေမင်းကြီးရဲ့အဆုံးအမဩဝါဒကိုနားမထောင်လင်ဥသောတိကဆိုတဲ့ယုံတငယ်လေးဟာမရှိမလားဒုက္ခရောက်မှာတေကြ၏ပိဋကသုံးပုံကိုဖျက်ဆီးလျင်လူကသာနေခြင်းနေမဲ့ပညာကမနေဘူးဆိုသလိုပဲသာသနာကမနေဘူးနော်သာသနာဆောင်နတ်များကလည်းဥသောတိကကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဓာန်ကမှသေချာပါတယ်ဥသောတိကရေ